မင်းကလူတွေကိုယုံကြည်ပြီးစကားကိုအကုန်ပြောခဲ့မိတာဟုတ်ကွာမှတ်ထားကောင်းလေလောကမှာလူတိုင်းကိုမပြောသင့်ပဲလှုပ်ဝက်ထားရမယ့်အရာ၅ခုရှိတယ်၁ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဝမ်းနည်းတဲ့အကိစ္စတွေအခက်အခဲပြဿနာတွေကိုလူတိုင်းကိုရင်မဖွင့်မိသေးနဲ့ကိုယ်မှာပြဿနာတစ်ခုခုဒါမှမဟုတ်ဝမ်းနည်းတဲ့အဖြစ်တစ်ခုခုနဲ့ကြုံလာရင်တခြားသူတွေကိုရင်ဖွင့်လိုက်တဲ့အခါတတ်တာသွားနိုင်တဲ့ဆိုပေမဲ့လူတွေကမင်းရဲ့ပြဿနာတွေကိုသိသားတဲ့အခါဘာတွေဆက်ဖြစ်လာမယ်ထင်လဲသူတို့ကမင်းကိုကူညီပေးဖို့ထက်သူတို့ရဲ့စိတ်ထဲမှာမင်းဟာပျော်ညံ့တဲ့သူအားနေတဲ့သူပြဿနာတစ်ခုခုဖြစ်လာတိုင်းလူတွေကိုငိုပြတတ်တဲ့ကလေးတစ်ယောက်လိုလူလိုလောင်ပြောင်ကြားလိမ့်မယ်ပိုဆိုးတာမင်းကိုမနာလို့မုန်းတီးနေတဲ့သူတွေမင်းရဲ့ပြိုင်ဘက်တွေသာမင်းရဲ့အခက်အခဲပြဿနာတွေကိုတည်သွားရင်မင်းရဲ့အားနည်းချက်ကိုကင်ပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်။နှစ်မင်းရဲ့အတိတ်ကအမားတွေအနာဂတ်အစီအစဉ်တွေကိုလည်းလူတိုင်းကိုပြောမပြနဲ့။မင်းရဲ့အတိတ်မှာဖြစ်ခဲ့မှုတဲ့အမားတွေကိုရောမင်းရဲ့အနာဂတ်အစီအစဉ်တွေကိုရောလူတိုင်းကိုပြောမပြမိသေးနဲ့ကွ။အတိတ်ကအမားဆိုတာပြင်လို့မရတော့တဲ့အရာပဲ။အဲ့ဒါတွေကိုတခြားသူတွေသိကုန်ရင်အဲ့ဒီအမားတွေကိုပဲပြောပြီးမင်းကိုလှောင်ပြောင်ကြလိမ့်မယ်။အဲ့ဒီအမားတွေနဲ့ချိန်ထိုးပြီးမင်းကိုမယုံသင်္ကားတွေဖြစ်လာမယ်။မင်းပေါ်ယုံကြည်မှုတွေလျော့သွားလိမ့်မယ်။အဲ့ဒီလိုကိုယ့်ရဲ့အတိတ်ကအမားတွေကိုလူတိုင်းကိုပြောမပြသင့်တယ်လို့အနာဂတ်မှာကိုလုံးမဲ့အစီအစဉ်တွေကိုလည်းလူတိုင်းကိုမပြောမိသေးနဲ့ကွ။မင်းရဲ့အနာဂတ်အစီအစဉ်တွေကိုလူတွေကိုပြောပြတဲ့အခါအဲ့ဒီသူတွေကမင်းရဲ့ရှေ့မှာတော့အယံကောင်းတယ်တော်လိုက်တာဆိုပြီးချီးကျူးကြလိမ့်မယ်။ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့မနာလိုစိတ်တွေနဲ့လေတော်တော်ကြီးတဲ့ကောင်လေတဲ့တိုက်ရင်ဆောက်ပြနေတယ်ဆိုပြီးတွေးနေကြမှာကွ။တချို့လူတွေလိုမနာလိုစိတ်အားကြီးတဲ့သူတွေဆိုရင်မင်းရဲ့အစီအစဉ်တွေအကောင့်ထဲပေါ်မလာအောင်တော့တားဆီးဖို့ကြိုးစားကြလိမ့်မယ်။ဒါကြောင့်မင်းရဲ့အနာဂတ်အစီအစဉ်တွေကိုပါးစပ်နဲ့ရှောင်မပြောနဲ့အလုံးနဲ့သာတတ်တည်ပြလိုက်။၃မင်းရဲ့အိမ်တွင်းရေးတွေကိုလည်းလူတိုင်းကိုရင်မဖွင့်နဲ့စကားပုံတော်ရှိတယ်လေကွာအတွင်းမိကိုအပြင်းမယူနဲ့တဲ့မင်းရဲ့မိသားစုဝင်တွေကြားပြဿနာတွေမင်းရဲ့ဇနီးမယားနဲ့ဆက်ဆံရေးတွေစားတဲ့အိမ်တွင်းရေးအဖြစ်အပျက်တွေကိုတခြားသူတွေကိုမပြောမိသေးနဲ့မင်းရဲ့အိမ်တွင်းရေးတွေမင်းရဲ့မိသားစုအခြေအနေတွေကိုတခြားသူတွေသိသွားရင်ဘယ်သူအကျိုးယုံမဲ့ထင်လဲမင်းနဲ့မင်းရဲ့မိသားစုပဲအကျိုးယုံမှာပေါ့မင်းကမင်းရဲ့မိသားစုတွေကပြဿနာတွေမကောင်းကြောင်းတွေကိုပြောလိုက်ရင်တခြားသူတွေကမင်းမိသားစုဝင်တွေကိုအထင်သေးပဲမင်းသမီးရဲ့မကောင်းကြောင်းတွေကိုပြောမိရင်မင်းသမီးကိုပဲလူတွေအထင်မြင်သေးသွားမှာပေါ့ဒါကြောင့်ကိုယ့်ရဲ့အိမ်တွင်းရေးကိုအိမ်ထဲမှာပဲထားတခြားသူတွေကိုပြောပြလိုက်ရင်ကိုယ့်ပေါင်ကိုလှမ်းထောင်းသလိုပဲဖြစ်နေလိမ့်မယ်၄ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုပြောမပြနဲ့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုပြောမပြတဲ့အချက်နှစ်ချက်ရှိတယ်။တစ်အချက်ကမင်းရဲ့ပြိုင်ဘက်တွေသာမင်းရဲ့